မေအိမ်ကိုလာလေတယ်သမီးတို့ဘာချက်ကျွေးမှလဲအော်ဒါပေမဲ့သမီးကမိဖို့ကြောင့်သွားဝင်ပြီးတော့ချက်ပေးပါမယ်ဘာတွေဝယ်ထားလဲချက်ဖို့ဘာတွေဝယ်ထားတာလဲအာရှယ်ပဲအာသမီးတို့အကြိုက်ကြောက်ကြောလဲလှုပ်ထားတယ်အာရမ်းချက်ဖို့ကောင်းတယ်မေနော် ဒီနေ့ကတော့ကိုကတော့မိဖို့ကြောင်မှာတာဝန်ယူလိုက်ပါတယ်ရောင်းမလည်းနေမကောင်းတာနဲ့ကိုရောင်းမဝယ်လာတယ်ငကြင်းပြူလေးကိုစီတက်လုံးပြီးတော့ချက်မောင်နဲ့ချက်လိုက်ပါမယ်အခုငါးဟိုပေါ့နော်စီတက်လုံးပြီးတော့မှငညှိနှက်လေးတွေပျောက်သွားအောင်လို့ပေါ့နော်အဲ့လိုစီတက်လုံးပြီးတော့ငါးလေးတွေကိုလုံးချက်ပါမယ်ပြီးတော့မှချက်မောင်အုပ်တင်မယ်ပေါ့နော်ကျမကဘာဖြစ်လို့အဲ့လိုမျိုးချက်တာလဲဆိုတော့အဲ့ငားရဲ့လေအညှိအနှံ့တွေကိုဟိုစားရတာပေါ့နော်ပါဇက်ထဲမှာနန်းနေမှာဆိုလို့အဲ့လိုမျိုးပေါ့နော်စီတက်လုံးပြီးတော့အရင်လုပ်ပါတယ်ပြီးတော့မှအပေါ်ကနေချက်မောင်လေးအုပ်ဒီတွေထပ်ထည့်ပြီးမှချက်မယ်ပေါ့နော်တယောက်နဲ့တယောက်ချက်ကြတာတော့မတူဘူးပေါ့နော်တယောက်ချက်ပုံချင်းမတူကြပါဘူးဒါပေမဲ့ကိုချက်နီးလေးရတော့လိုပါပဲရှင်ငါးလေးတွေကိုစီတက်လုံးပြီးပြီဆိုတော့ချမောင်လေးအုပ်ပြီးတော့ချက်မယ်ပေါ့နော်တောင်းတကုံကိုကျမတို့မိသားစုတွေကားစီးတာတော့မောပြီလေကားထုတ်တဲ့တန်းတွေကြောင့်ဘိုက်တွေကတော့အားကြီးစာနေပြီပေါ့နော်ဒါကြောင့်မို့လေကြံနေတဲ့ပစုံတုပ်ကိုမြ мян လေးကြော်လိုက်တယ်ကဲပစုံတုပ်လည်းရပြီဆိုတာနဲ့တန်းကနေပဲဆွဲပြီးတော့စားကြတာပဲအားရပါရအောင်သမင်းစားပြီးတာနဲ့အချိုသေးဖို့အတွက်ကိုလေဒိုးမေမေကဒီမှာကြောက်ကြောလေးတွေလုတ်ပေးထားတယ်အုံတို့ကြောက်ကြောအိုးမြင်တာနဲ့တင်လေတရေတွေကြောက်လာပြီသူကတော့ရှယ်ဆွဲပြီကောင်းလိုက်တာစားကောင်းမဲ့ပုံတွေပဲနော်အဆုံးထိကြည့်ရှုပေးတယ်သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်